วัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိနိုင်တိုက်ဆိုတဲ့စကားလုံးလေးဘယ်လိုသုံးလို့ရလဲဆိုတာကိုအတူတူသွားပြီးတော့လေ့လာကြပါမယ်ထိနိုင်တိုက်ဆိုတဲ့စကားလုံးလေးကနေ့စဉ်စကားပြောမှာဆိုလို့ရှိရင်ကိုထင်ထားတာနဲ့မတူမဲနဲ့ဘယ်ဟုတ်မှလဲတကယ်တော့ဆိုတဲ့အဓိပ္ပာယ်နဲ့အသုံးများပါတယ်ဥပမာမိုးမရွာဘူးထင်တာဘယ်ဟုတ်မှလဲမိုးကသေးကြီးမေးကြီးရွာသွားတယ်ဒီလိုမျိုးအဓိပ္ပာယ်လေးတွေမှာသုံးလို့ရပါတယ်အဲ့ဒါဆိုရင်ဥပမာဝါကျလေးတွေကိုတွက်ကြည့်ကြမယ်နော်ပထမတစ်ခုคิดว่าค่าเรียนจะแพงที่ไหนได้ถูกกว่าที่คิดဒါမျိုးလေးတွေမှာသုံးလို့ရပါတယ်အဲ့ဒါဆိုရင်ဘာသာလေးပြန်ကြည့်ရအောင်คิดว่าค่าเรียนจะแพงคิดว่าထင်တာကค่าเรียนသင်တန်းကြီးကแพงဈေးကြီးမယ်ပေါ့နော်ที่ไหนได้ဘယ်ဟုတ်မှာလဲถูกกว่าที่คิดထင်ထားတာထက်ကိုပိုပြီးတော့ဈေးသက်သာတယ်နောက်တစ်ခုလေးကြည့်ရအောင်คิดว่าเขาจะไม่มาที่ไหนได้เขามาถึงก่อนทุกคนเลยထင်ထားတာကသူမလာဘူးလို့ထင်တာဒါပေမဲ့သူကလူတိုင်းထက်အရေးဦးအောင်ရောက်နေတယ်နောက်တစ်ခါလိုက်ပြောကြည့်မယ်နော်คิดว่าเขาจะไม่มาที่ไหนได้เขามาถึงก่อนทุกคนเลยอันนี้คือจริงอ่ะစာမေးပွဲကိုလည်းမထင်တာဒါပေမဲ့အရင်ခက်တယ်นึกว่าข้อสอบจะง่ายที่ไหนได้ยากมากนึกว่าข้อสอบจะง่ายที่ไหนได้ยากมากนึกว่าထင်တာကข้อสอบစာမေးပွဲจะง่ายလွယ်တယ်လွယ်မယ်လို့ထင်ထားတာที่ไหนได้ဘယ်ဟုတ်မှာလဲยากมากအရန်ဟိုမှာခက်တယ်အဲ့ဆိုလို့ရှိရင်ဥပမာဝါကျ၃ချောင်းလေးကိုပြန်ပြောကြည့်မယ်နော်နံပါတ်1คิดว่าค่าเรียนจะแพงที่ไหนได้ถูกกว่าที่คิดဒုတိယဝါကျလေးကคิดว่าเขาจะไม่มาที่ไหนได้มาก่อนถึงทุกคนเลยနောက်ဆုံးစာကြောင်းလေးကนึกว่าข้อสอบจะง่ายที่ไหนได้ยากมากဒါဆိုရင်တော့ที่ไหนได้ဆိုတဲ့စကားလုံးလေးဘယ်လိုအသုံးပြုရမလဲဆိုတာကိုနားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပါဦးเนาะနောက်တစ်ခုက Near Native Language Center မှာထိုင်းစာပတ်သက်ပြီးတော့ Basic for Skills Level 1 101 ဆို class နဲ့ group class အတန်းလေးတွေရှိပါတယ်အဲ့ဒီအတန်းလေးတွေအဖို့စိတ်ဝင်စားလဲဆိုလို့ရှိရင် Messenger မှာအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်